ရော်နီရဲ့ရီမန်းချက်ကပါဇက်ပြောနေမဟုတ်ဘူးသူကလက်တွေ့မှာစူးစမ်းနေတာ2006-2009ရာသီမစခင်ကာရင်တန်လီဂျီရီကွင်းအဝေးလက်ခန်းတွေကိုရောက်တော့ကျွန်တော်သတိထားမိခဲ့တယ်သူကအရင်ကနဲ့မတူတော့ဘူးပို့ပြီးတော့အကောင်ထွားလာတယ်တနွေလုံးဝေးကစားနေခဲ့တယ်လို့ပဲသူကဂျာမနီမှာကမ္ဘာဖလားကစားပြီးတော့ပြန်ရောက်လာတယ်ကွင်းထဲမှာဆိုရင်လေသူကသူ့ရဲ့မျက်စိနောက်ဆရာလက်ွက်တွေကိုရက်ပစ်လိုက်ပြီးတော့ဘောလုံးကိုအရှိန်နဲ့ဆွဲထွက်သွားဖို့ပဲကြိုးစားလာတယ်သူဆွဲယူသွားပြီးရင်လေအဆုံးသတ်မှာတစ်ခုခုဖြစ်သွားဖို့ပဲပို့ပြီးတော့ဥတီလာတယ်ဂယ်ရီနဘေးကတော့လက်လန်သွားတယ်သူကရော်နီကိုလီဂျီရင်ကွင်းမှာလူကက်ကစားရတာ哦တကယ်လို့ရော်နီကိုလူမကက်ရရင်သူကရိုင်ယန်ဂစ်ကိုလူကက်ရတယ်မနေ့တိုင်းမှာသူကညီးတွားနေလေးရှိတယ်ငါတော့စောစောကစားသမားဘွားကအနားယူရတော့မှာပဲလို့ဒါတော့မှပဲရူကနွေရာသီမှာရီရဲကိုပြောင်းသွားပြီမို့လို့သူကရူအတွက်နောက်ထပ်မပူရတော့တာကျွန်တော်သိတာတခုတော့ရှိတယ်ရော်နီဒီလိုပြောင်းလဲလာတာကကန်ကြောင်တစ်ခုတည်းတော့မဟုတ်ဘူးသူကတောက်ကျိုးနေအောင်ကိုအပတ်တိုင်းအလုပ်ကျိုးစားတယ်တချို့ကစားသမားတွေကလေ့ကျင့်ရေးပြီးရင်အိမ်တန်းပြန်သွားပြီးမြဲသူကမပြန်ဘူးနိုင်ရီအတော်ကြီးကြာတဲ့အထိလေ့ကျင့်ရေးခွင့်မှာဘောလုံးတွေတဲ့အေးကြီးနဲ့ဆက်နေတယ်မတူညီတဲ့ပုံစံတွေကိုလေ့ကျင့်တယ်ဖရီကစ်ခေါင်းတိုက်ဘောအဝေးကန်ချက်တွေအကုန်လုံးကိုလေ့ကျင့်တယ်ကျွန်တော်ထင်တယ်လူတချို့ကရော်နီနဲ့ပတ်သက်လို့သတိမထားမိကြတာတွေရှိတယ်ပရိသတ်တွေကထင်ကြတယ်ရော်နီလိုကစားသမားမျိုးကမွေးကလေးကတော်လာတာလို့ပေါ့သူလှုပ်လိုက်ရင်အားလုံးကအဆင်ပြေလွယ်ကူနေတာကြီးပဲလို့ပြောကြလိမ့်မယ်သူတို့ကနီးပြဖြစ်မလာနိုင်ဘူးလို့ထင်ကြီးပေးကြတယ်သူတို့ပြောကြတဲ့အထက်ကတချို့အချက်တွေကမှန်ချင်မှန်မှာပေါ့ဒါပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကိုထိမ့်သိမ်းထားနိုင်မှုအတွက်သူ့အနေနဲ့အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ခဲ့ရတယ်ကျွန်တော်သူ့ကိုလေ့ကျင့်ခန်းစီရင်ရာသီကြိုခြေစမ်းပွဲတွေကစားရင်းနဲ့တချို့တကယ်ကောင်းတဲ့ဂိုးတွေကိုအပျော်တက်တက်အတွက်သွင်းနေတာကြည့်လို့သဘောပေါက်လာတာတခုတော့ရှိတယ်သူဟာတကယ်ပဲကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်ဆိုတာပဲအခုတော့အိုထရက်ဖို့မှာရာသီတစ်အတွက်ပွဲဥရက်မကစားခင်မှာတော့သူဟာအရင်လုံနေကြအတိုင်းပဲပြန်ဖြစ်နေပြန်ပြီတန်ပြန်ကြော့ကော့လို့အသင်းမော်တွေကဝိုင်းပြီးတော့ဟားကြတယ်သူတို့ဝိုင်းပြီးတော့ကလီးကြနောက်ကြတယ်အဲ့နောက်မှာသူကွင်းထဲကိုဝင်လာပြီးမှာတော့ဖူဟန်ကိုကျွန်တော်တို့5-1နဲ့9နှစ်ပွဲမှာတကယ်ကိုကောင်းတဲ့အပြန်စားဂိုးကိုသွင်းလိုက်နိုင်တယ်ကျွန်တော်က2ဂိုးသွင်းနိုင်ခဲ့တယ်ဒုတိယကမ္ဘာစစ်ပြီးကလေးက United အတွက်အကောင်းဆုံးရာသီဖွင့်နိုင်တဲ့ပွဲပဲကျွန်တော်တို့တရားသီလုံးဒါကိုရက်တန့်ခွင့်မပြုခဲ့ကြဘူးနည်းနည်းကြောင်စီစီနိုင်တဲ့အချက်တစ်ခုကတော့ရိုနယ်ဒိုနဲ့ကျွန်တော်ကအဆင်မပြေကြဘူးဆိုတဲ့အချက်ပဲသတင်းစာတွေကကျွန်တော်တို့အဆင်မပြေကြတာကြောင့်အလုပ်တူတူလုံးကြတော့မှာမဟုတ်ဘူးလို့သူတို့ဘာသာသူတို့ကိုဆုံးဖြတ်နေကြတယ်အကြောင်းကတော့ကမ္ဘာဖလားမှာဖြစ်ခဲ့တဲ့ဖြစ်ရဲ့အကြောင်းပဲကျွန်တော်ပါတဲ့အင်္ဂလန်အသင်းကရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းနဲ့ကစားတဲ့ကွာတာဖိုင်နယ်ပွဲမှာကျွန်တော်နဲ့သူတို့နောက်ခံလူရီကာဒိုကာဗေဟိုတို့ဘောလုံးလူရင်နဲ့ညှိမိကြတယ်မတော်တဆနဲ့ကျွန်တော်ကသူ့ကိုတက်နှင်းမိတယ်လို့ဖြစ်သွားခဲ့တယ်အမှန်တော့အဲ့ဒါမတော်တဆပါသူ့အတွက်အတော်လေးကိုခံရဆိုးရခဲ့ပေမဲ့မတော်တဆဖြစ်ရဲ့တက်ပါပဲကျွန်တော်ကအဲ့ဒီကြောင့်ဒိုင်လူယူကိုစောတကားတက်နေတော့မှရော်နီကဒိုင်လူရဲ့မျက်နှာနာကိုကပ်ပြီးတော့ကပ်ပြဖို့တင်ကေတာလှုပ်ပြခဲ့တယ်ဒိုင်ကတော့ကပ်ကိုဆွဲထုတ်ပြီးတော့ကျွန်တော်ကိုအနီကပ်ပြလိုက်တော့ကျွန်တော်ထွက်ခဲ့ရတယ်စောစောစီးစီးအဝေးလဲကန်းပြန်ပြီးတော့ရေချိုးတော့တယ်ပြိုင်ပွဲကတော့ပြီးသွားပြီကျွန်တော်လိုင်ကောင်းလေးတွေကိုရှောင်းဝင်လာရင်းနဲ့တွေးနေမိတာဒီကိစ္စမှာရိုနယ်ဒိုကိုကြီးပဲအပြစ်တင်နေလို့မရဘူးပေါ့သူကလေသူ့နိုင်ငံအသင်းအတွက်တက်နိုင်တဲ့များအကောင်းဆုံးလုပ်မှာပဲကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီမတိုင်ခင်တုန်းကသူလဲကြတော့ဟန်ဆောင်တိုင်ပင်ထိုးတဲ့အတွက်အဝါကက်ပြဖို့ဒိုင်ကိုသွားပြီးတော့စောတကတက်ဖူးသေးတာပဲဒီလိုဆိုရင်ဖြင့်ကျွန်တော်လည်းရိုနယ်ဒိုမကောင်းတဲ့လောက်မကောင်းတာပဲဒါပေမဲ့ဆိုးသွားတာကသူကကျွန်တော်လေးအထုတ်ခံလိုက်ရရောဘေးစီးဘက်ကိုလှည့်ပြီးတော့မျက်စိမိတ်ပြလိုက်တာပဲအဲ့ဒါကို TV ကနေမြင်သွားတဲ့ပရိသတ်တွေကတင်းကုန်ကြတော့တာပဲဘာလဲဒီကောင်ကအရန်ကျင်နေနေတာလားပေါ့အဲ့ဒီမှာရင်သတင်းစာတွေကကျွန်တော်တို့နှစ်ယောက်ဟာ United မှာကလေးကအကြီးမားဆုံးရန်သူတွေသူရဲ့မျက်စိမိတ်ပြတဲ့ကိစ္စက United ထိပါလာလိမ့်မယ်လို့ရေးကုန်ရောအင်္ဂလန်အသင်းလည်းကစားသမား10ယောက်ဖြစ်သွားတော့ဘာမှမတက်နိုင်တော့ဘူးပင်နယ်တီအထိရောက်ပြီးတော့ရှုံးသွားတယ်အဲ့ဒီမှာရင်ကိစ္စတွေကအကုန်ကြီးကုန်တော့တာဒီလိုတွေဖြစ်ကုန်တော့မယ်လို့ကျွန်တော်သိလိုက်ရတာကြောင့်ပွဲပြီးသူနဲ့ကျွန်တော်လှိုင်ကောင်းလေးထဲမှာစုံပြီးကြတော့ကျွန်တော်သူ့ကိုနှစ်ကူကြားခေါ်ပြီးတော့ပြောခဲ့တယ်ပရိသတ်တွေကတော့ဒီကိစ္စပေါ်မှာအတော်ကြီးတင်းကုန်ကြလိမ့်မယ်သူတို့ကဒီကိစ္စတွေကိုကြီးတဲ့ကြီးလောက်အောင်လုပ်လိမ့်မယ်ဒါကြောင့်ငါတို့အနေနဲ့အခြေအနေကိုပုံမှန်တိုင်းဖြစ်နေအောင်အတက်နိုင်ဆုံးလုပ်ယူမှဖြစ်မယ်မဟုတ်ရင်တနွေလုံးပြောစရာတွေဖြစ်ကုန်လိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်သူကနားလည်ပါတယ်သူကတကယ့်ကိုတော်တဲ့လူတစ်ယောက်ပဲလေဒါပေမဲ့တိတ်တောင်မချလိုက်ဘူးသတင်းစာတွေကသူရွေးမထစ်ကိုထွက်သွားတော့မယ်အကြောင်းကတော့ကျွန်တော်နဲ့သူနဲ့အဆင်မပြေလို့ပဲကျွန်တော်တို့အခုစကားမပြောကြတော့ဘူးစသဖြင့်ရှောက်ရေးကုန်ကြတယ်တကယ်အမိုက်တရိုက်တွေပဲတကယ်အမှန်တရားကကျွန်တော်ရိုနယ်ဒိုကိုသဘောကျတယ်အမြဲတမ်းလည်းသဘောကျခဲ့တယ်သူကအဝေးလဲကန်းထဲမှာအတူရှိနေရင်သဘောကျဖို့ကောင်းတဲ့လူတစ်ယောက်ပဲကျွန်တော်ရောသူရောအသင်းကိုစရောက်ကလေးကအတူတူထိုင်ပြီးတော့စကားတွေဖောင်ဖွဲ့လို့ပြောခဲ့ပူတာတော့မရှိဘူးပေါ့လေအဲ့ဒါကလုံမလည်းမလိုတာဘူးကျွန်တော်နှစ်ယောက်အနေနဲ့အရင်တိုင်းအလုပ်ကိုကောင်းကောင်းဆက်လုပ်သွားဖို့ပဲလိုတယ်ဆိုတာကိုသူသိပြီးသားပါ